ကြောင်ဖြစ်သွားတဲ့လူတွေကြောင့်ငါဟာကြောင်ဖြစ်ရင်သိကောင်းမှာပဲဆိုတဲ့အတွေ့တစ်ခုလူတစ်ပိုင်းကြောင်တစ်ပိုင်းဖြစ်နေတဲ့လူတိုင်းမှာရှိပါတယ်ငါဘာကြောင်ဆိုရင်ပေါ်ပေါ်ပါနေနိုင်မှာလားငါဘာကြောင်ဆိုရင် PRC ကလွတ်မြောက်နိုင်မှာလားငါဘာကြောင်ဆိုရင်အကြောင်းပြချက်တွေဘာမှပေးမနေပဲနေရင်စလုံးနေလို့ရမလားငါဘာကြောင်ဆိုရင်ဒီလိုနဲ့မဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့ကြောင်လေးတွေဖြစ်လာခဲ့ကြတာပေါ့